ပါရမီပွားရုံနဲ့လီယိုနယ်မက်ဆီဆိုတာဖြစ်လာခဲ့တာမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာခရက်တဲ့ဘာမီကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မက်ဆီကအနောက်တန်း3ယောက်4ယောက်ဒါမှမဟုတ်6ယောက်လောက်ကိုလီယိုနယ်မက်ဆီကျော်ဖြတ်သွားတာကိုတွေ့ရမှာပါဒါကိုကျွန်တော်တို့လူငယ်တွေကြားမှာသိထားတယ်လို့ပြောပြရရင် Fortify လို့သိထားကြပါတယ်လီယိုနယ်မက်ဆီကကစားသမားဘွားအစမှာသိပ်ကိုမော်ဆန်ခဲ့ဖူးပါတယ်အခုအချိန်မှာတော့ရင်လောက်အထိလေခုတ်ကျော်ဖြတ်မနိုင်တော့ဘူးလို့ထင်ပါတယ်ဒါကလည်းအသက်အရွယ်တစ်ခုရောက်လာလို့ဖြစ်မှာပါကျွန်တော်တို့ငယ်ငယ်ကအဖိုးမြဲပြောနေကြစကားလေးတစ်ခွန်းရှိတယ်ကျွန်တော်အခုဒီမှမိနေတော့မှအဲ့ဒါကဘာလဲဆိုတော့တိုင်းခွက်တစ်ထောင်ကိုကျင်းထားတဲ့သူနဲ့တိုင်းခွက်တစ်ခွက်ထဲကိုအခြေတစ်ထောင်ကျင်းထားတဲ့သူကပိုပြီးကြောက်စရာကောင်းတယ်တဲ့လီယိုနယ်မက်ဆီကဒီလိုလူပါပဲဗျာသူကဒီ Fortify တစ်ခွက်ထဲကိုသုံးမြခဲ့ပေမဲ့သူ့ကိုလဲလွယ်နဲ့တော့စီလို့မရပါဘူးနာမီကိုက Fortify လို့ပိတ်ထားသလိုပဲခါတာကိုဟန်ရေးပြပြီးတစ်ဖက်ကစားသမားကိုလှည့်စားတဲ့နီးစနစ်ပါဒီနီးစနစ်ကိုသုံးတဲ့သူတွေကလည်းမာရာဒိုနာပီလီနဲ့မက်ဆီတို့တွေဖြစ်လို့ဒီနီလန်ကအရပူပြီးခန္ဓာကိုကြည့်လိုက်တဲ့သူတွေအတွက်ပိုစီပေးမယ်လို့ကျွန်တော်ထင်မိပါတယ်။အိုးကျွန်တော်မေ့သွားလို့ပါဒီ Fortify ကစားနည်းကိုနေမားကလည်းမကြာခဏကစားလေးရှိပါတယ်။နေမားရဲ့ပွဲတိုင်းကိုကြည့်တဲ့သူဆိုသိလို့မှာပါ။နောက်လာမယ့်ဗီဒီယိုတွေမှာ Fortify ရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုကျွန်တော်သိတဲ့လောက်နဲ့လေ့လာထားတဲ့လောက်ပြောပြပေးပါမယ်။အဲ့ဒီဗီဒီယိုမှာအမှားပါခင်ခွင့်လောက်ပါခင်ဗျာ။ပြီးတော့တယောက်နဲ့တယောက်ရဲ့အတွေ့အမြင်တွေကလည်းမတူညီနေပါဘူးခင်ဗျာ။ဒါကတော့လီယိုနယ်မက်ဆီရဲ့ဘွားစာကြောင့်အပိုင်း20ဖြစ်ဖြစ်အပိုင်း21ကိုနောက်နေ့မှတင်ဆက်ပေးတော့မှာမို့လို့သဘောကျရင် like လေးနဲ့ share လေးပါနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ brother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်လည်းဆိုတော့ like channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးတော့လို့ရပါတယ်။နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာမို့လို့ subscribe လေးပါလုပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်